ကလေးနှကောင်စီစွတ်တာခံလိုက်ရတဲ့ကွန်မန်ဒိုဘာချိုရှေ့အပိုင်းကဘာချိုတယောက်ရန်ကုန်ဘူတာကြီးကိုရောက်ပြီးတဲ့နောက်ဘူတာကြီးနားကတည9000ပေးရတဲ့တဲခိုဆောင်တွေမှာတဲရင်တရက်နှစ်ရက်အချိန်နေပတ်ကြည့်နေတယ်ဟောတွေ့ပြီငနဲသားလေးနှကောင်မြို့ဖက်ရထားဘူတာစောင့်တဲ့နေရာမှာကုန်းစတွေတပြစ်ပြစ်ထွေရင်ထိုင်နေတဲ့14-15အရွယ်လေးတွေ operation စဖို့ဘေးနားကကွန်းရဆိုင်မှာ92 20 1000ကိုညီလေးမတ်သက်ဝေရဲ့အပြုံးတွေတစ်ပေါက်နှစ်ပေါက်ပါထည့်ပေးခွန်းထုတ်ပြီးတာနဲ့ဟေးမြို့ပတ်ရထားကဘယ်ချိန်တွေရှိသေးလဲညီလေးတို့ဘာချိုစကားသွားဆပြီးသူတို့နှစ်ယောက်ပြီးကတ်ထိုင်လိုက်တယ်လာတော့မှဦးလေးခဏဆောင်မဲမဲပိန်ပိန်နဲ့ကောင်လေးကဘာချိုအမေကိုပြန်ဖြေလိုက်တယ်ညီလေးတို့ကွန်းရစားအောင်မလားကွာကောင်လေးနှစ်ယောက်ကသူကန်းလာတဲ့ကွန်းရတုပ်ကိုဇက်ခနဲ့ဆွဲယူလိုက်တဲ့ကသူ့ operation တဝက်အောင်ပြီဆိုတာကွန်မန်ဒိုဘာချိုသိလိုက်ပြီညီလေးတို့ကြောင်းမတက်ဘူးလားကျောင်းကထုတ်လိုက်တာဦးလေးကကောင်းပါလေဗျာစာတင်ရတာစစ်ရှုပ်တယ်ဒီမှာကုန်လေးပါလေးထိုင်းရမလားလို့မြို့ဖက်ရထားလာဆောင်နေတာအေးကွာညီလေးတို့ဒီအတိုင်းနေမယ်အစားအလုပ်လေးပါလေးလုပ်ကြပါလားလုပ်ချင်တာပေါ့ဦးလေးကကျုပ်တို့မှစာမမတက်ပဲစာမတက်ပဲလုပ်လို့ရတဲ့အလုပ်တွေအပုံကြီးပါကွာဟာအဲ့ဒါတွေကပတ်စံပေးပြရဘူးဦးလေးကအိမ်မဲတယ်တလားကိုစရင်ငိမ့်တသိန်းကျော်ရမယ်ဆိုရင်ရောကောင်လေးနှစ်ယောက်ကတယောက်မျက်နှာတယောက်ကြည့်လိုက်တယ်ဘာလုပ်လဲဦးလေးမင်းတို့တက်မတော်တဲ့ဝင်မလားတိုင်းပြည်ကိုကာကွယ်တဲ့အလုပ်မွန်လဲမွန်မြတ်တယ်ပြီးတော့မင်းတို့လိုလူငယ်လေးတွေဆိုတက်လန်းရှိတယ်ညီဩဇာဖြစ်နိုင်တယ်ရောင်လို့စစ်ဖို့ဖြစ်နိုင်တယ်ဒီလိုနဲ့တိတ်တောင်းမချုပ်လိုက်ရဘာချုံနောက်ကိုလိုက်ဖို့မြားနှက်မောင်လေးတွေကသဘောတူလိုက်ကြပါရောရထားပေါ်မှာသူ့ရှိထိုင်လိုက်လာတဲ့ကောင်လေးတွေကိုကြည့်လိုက်။အော်ငါအိုရတော့မှာပါလားဆိုတဲ့အသိနဲ့ကွန်မန်ဒိုဘာချိုပီတိတွေဖြည့်ရင်လိုက်လာတာ။ရထားထွက်ခါနီးမှာသူတို့တဲကတမ်းမြိုင်ဆိုတဲ့ကောင်လေးကစကားဆတယ်။ဆရာကြီးကျွန်တော်သိချင်တယ်ဗျာ။အတွေးရင်ကျော်မှမျောနေတဲ့ကွန်မန်ဒိုကြီးလန့်ကနေဖြစ်သွားတယ်။ဟေးဘာကစ်ချင်တာလဲကွာ။ဒါလေးဗျာဒါ။တမ်းမြိုင်ဘေးကကလပိန်ဆိုတဲ့ကောင်လေးကသူ့လက်မကိုပါဇက်နဲ့တိတ်ပြီးပြတယ်။အောင်မဲလာကြည့်သေးလူတွေကလက်တော့လောက်တင်းတို့ကအရက်ကစ်မဲတဲ့ဦးလေးမတိုက်ရင်ကျွန်တော်တို့မလိုက်တော့ဗျာကိုပါကိုစီးပြီးတောက်မယ်ဟာမလုတ်ပါနဲ့ကွာဦးလေးကမင်းတို့ကိုခေါ်လာတာပဲဦးလေးတိုက်မှာပေါ့နေအောင်ဘယ်နားမှာအရက်ရလဲမင်းတို့သိလားဦးလေးကပတ်စံပေးလိုက်ပါဗျာဒီဘူတာမှာကျွန်တော်တကယ်ချင်းတယောက်ရှိတယ်ဈေးကြောင်းတယ်သူ့ကိုဝယ်ခိုင်းနိုင်မယ်ဘာချိုအိတ်ထဲက9000တန်တရွက်ရှဲကနေထုတ်ပေးလိုက်တယ်ဟဲ့အောင်လာကြလာအောင်ဟာကလပိန်ကပြတင်းပေါက်ကလှမ်းခေါ်တော့ကလားလေးတကောင်ပြေးလာတယ်တဲမလွယ်တဲ့ကောင်တွေပါလားဟင်းစစ်တပ်ထက်ရောက်မှမလွယ်တဲ့ကောင်တွေအကုန်လွယ်သွားမှာဘာချိုသူ့အတွင်းနဲ့သူပြုံးနေတော့ကလပိန်နဲ့စကားပြောနေတဲ့ဈေးတဲ့ကလားလေးပြေးထွက်သွားတယ်ကလားလေးပြန်လာတော့ရေတံမှုနှစ်ဘူးနဲ့ပစွန်ကျော်၄ခုပါလာတယ်ဟဲ့အောင်ဒီဘူးလားကလပိန်ကကလားလေးကိုမေးပြီးလှမ်းယူလိုက်တယ်အာပါဒီကောင်နှစ်ကောင်ရေတံမှုတစ်ဘူးဖွင့်လိုက်တော့BE အနံ့ကဘာချိုနှာခေါင်းတန်းမှုေးပြီးဝင်လာရောဆရာကြီးကလုံးအောင်လားစွတ်ကျက်လက်ပြက်နဲ့တမ်းမြိုင်ကပလင်းကိုတချိုက်မော့ပြီးသူ့ကိုမေးတယ်ဟူးယထာကမထွက်သေးဘူးမတ်လဆိုတော့အတွဲထဲမှာပူလိုက်တာအပူကိုအပူနဲ့ကာရတယ်တဲ့ဘာချိုခေါင်းငိမ့်ပြလိုက်တော့ကောင်လေးကသူ့လက်ထက်ကင်ထားတဲ့ရေတံဘူးအစ်စ်နဲ့ပစွန်ကျော်တစ်ခုကန်းလာပြီးတယ်အိုးယထာကစထွက်ပြီးလေလေးတဖြူးဖြူးနဲ့လေခွင်းတွေတွေ့လိုက်ရေတံမှုတက်က BE လေးကိုလိုက်နဲ့ကွန်မန်ဒိုဘာချိုကြီးတယောက်သီးစိန်ခံနေတာပေါ့ဖဲ့လူစဉ်းစားဒေါသတကြီးနဲ့လှုပ်နိုးတန်ကြောင့်ဘာချိုလန့်နိုးသွားတယ်ငါဘာလို့စဉ်းရမှာလဲကွာဘေဘီကိုကြည့်လိုက်တော့ဟာဟိုကောင်လေးနှစ်ကောင်မရှိတော့ဘူးအသက်ရှေ့အခန်းမှာကလေးနှစ်ယောက်ဘာချိုကိုစီစွတ်ပြီးတဲ့နောက်မှာတော့ဒါဘယ်ရောက်ပြီလဲကွာသူ့ကိုလာနှိုးတဲ့ယထာရဲကိုဘာချိုခက်တီတီနဲ့ပြန်ဟောက်လိုက်တယ်။ဒါလဗရန်ဘူတာဗျ။ခမည်းစင်းဗျာ။ကိုလုံးလေးနဲ့ယထာစီးလို့မရဘူး။ခရီးသည်တွေအနောက်အရှက်ဖြစ်တယ်။လဗရန်ဘူတာတွေကစစ်သုံးပေါင်းမီတို့လေးနဲ့ကွန်မန်ဒိုဘာချိုတယောက်ဝစ်ထားတဲ့အင်ကြီးပါမချမ်းရှိသမျှအကုန်အရက်ထဲဆေးခတ်ပြီးခိုးသွားတဲ့စောက်ကလေးလေးနှစ်ယောက်ကြောင့်တန်လန်းဘေးမှာဦးကြောင်ကြောင်နဲ့လမ်းလျှောက်လာတယ်။သွားပြီ။စုထားတဲ့တပ်ပင်စင်လာကလေးနောက်သပင်ငှက်ခလေးတွေတွားပြီဟိုးနမရိုးလေးတွေလူကောင်လေးကလက်တောက်လောက်နဲ့ငါလိုစစ်သားအရက်အမှကွန်မန်ဒိုအရက်အမှကြီးကိုအလစ်တုပ်သွားပြီ
ဘာချိုခေါင်းထဲကတကြိတ်ကြိတ်မူးလာတယ်ဒီကြားထဲဘိုက်ကလည်းတခွီခွီညရောက်တော့မှောင်ကလည်းမှောင်နဲ့သူရှင်သားမှာလူရုပ်စုလေးတစ်ခုကိုတွေးလိုက်တယ်။အိုးကူညီပြရစီဆိုတဲ့ပြည်သူရဲတွေကိုမန်ဒိုဘာချိုဝမ်းသာသွားတယ်။အချင်းချင်းအကူအညီတောင်းရအောင်အရဲတိုးပြီးရှေ့ကိုဆက်သွားလိုက်တယ်။ရက်ဘသူလဲကိုမန်ဒိုဘာချိုစကားမပြောရေတံဘူးကွာဘာချိုပါဇက်ကပြောမိပြောရပြောလိုက်တယ်။ဓမီနဲ့ထိုးကြည့်လိုက်မှလန်ကွတ်တီနဲ့အဖိုးကြီးဟာကွာကျောင်းသားတွေနဲ့သွားဖို့ပေါင်းမဲ့လူလားလို့ဘဲကတရောင်းသားလဲဗျာဟဲ့အောင်ငါတရောင်းသားမဟုတ်ဘူးကွာတမတော်သားအဟောင်းခမည်းဘာဖြစ်ဗျာတော်ဒီနားမလာနဲ့နေပါအောင်လူလေးရာဦးလေးကဒုက္ခရောက်လာတာပါစားစရာလေးများမရှိဘူးလားစာလုံးလို့ပါကွာမထူးပါဘူးလေအခုတော့လဲတရောင်းသားလေးတန်ဖမ်းလိုက်ရတာပေါ့ဟာဗျာဘာကြီးကလည်းကျွန်တော်တို့မှနေပူပူနဲ့တနေ့လုံးနေရစားစရာကလည်းနည်းနည်းပဲရတာဗျရေတောင်ခွဲရမ်းနဲ့ရေလေးတော့နည်းနည်းတိုက်ပါကွာရော့ဗျာဒီမှာရေတန်ဘူးအကုန်မတောက်နဲ့နော်ပြီးရင်ကျွန်တော်ကိုပြန်လာပေးဟဲ့အောင်ရင်းဘာလုပ်နေတာလဲကင်းစစ်တာတော့မင်းပြန်လာဟုတ်ကဲ့ဘိုးလေးအောင်ရင်းဆိုတဲ့ရဲလေးပြေးသွားတော့ရေတန်ဘူးကိုကန်ရင်ဘာချိုရက်ကြံခဲ့တယ်ရေတော့ရပြီစားစရာရေတန်ဘူးလေးပိုက်ပြီးတစ်ဖက်လန်းကိုဘာချိုထွက်လာခဲ့တယ်ဟောဒီဘက်မှာလဲလူအုပ်ကြီးပါလားဘာတွေပါလဲအောင်းမဲ့မုတ်တွေဝေနေတာဟာအလန်နီတွေရောငါတို့ငယ်ငယ်ကတိုက်ခဲ့တဲ့အလန်နီကွန်မြူနစ်တွေများလားအေးဟုတ်ကန်တော့မတူပါဘူးငငယ်ရွယ်လေးတွေမှာအများကြီးပဲအနီလယ်ဘက်တွေအနီစည်းတွေကြီးဒီမှာဘာလုပ်နေပါလဲဘာချိုတွေ့ရင်လူအုပ်ကြားထဲဝင်ကြည့်တယ်ဟာအဖအင်းကြီးလည်းမပါပါလားရော့ကျွန်တော်အပေါ်အင်းကြီးညဆိုချမ်းတယ်ဝတ်ထားထိုင်နေတဲ့လူငယ်လေးတယောက်ကဘာချိုကိုသူ့အပေါ်အင်းကြီးချွတ်ပေးလိုက်တယ်โอเคအင်းကြီးရောရဟိုမှာမုတ်လိုက်ဝင်နေပါလားဘာချိုရေတံဘူးလေးကိုခါချထိုးငုတ်တုတ်လေးထိုင်ပြီးဘေးနာကြည့်တော့ခုတ်တောင်းပုံအနီလက်ပတ်လေးဒီလက်ပတ်နဲ့မှမုတ်ကျွေးတာထင်တယ်ဒါနဲ့ပဲလက်ပတ်လေးကိုလက်မှာပတ်ပြီးငုတ်တုတ်ထိုင်နေလိုက်တယ်မုတ်တစ်ခုလာပေးသွားတဲ့ဗျမုတ်ကိုစားပြီးရဲလေးပေးတဲ့ရေတံဘူးကိုတဝက်တောက်ချက်ဖြစ်လိုက်တယ်တဝက်တော့ခြံထားမှာပါလေဘာချိုဟာစတာသစ္စာရှိတယ်ခုနကရဲလေးကပြောသွားတယ်သူတို့တောင်ရေကိုခွဲနှမ်းနဲ့ရတာပြန်ပေးရမှာပေါ့ရဲဘော်အချင်းချင်းပဲဒီလိုနဲ့မြေကြီးပေါ်မှာတခြားလူတွေနဲ့အတူဘာချိုခွေခွေလေးအိပ်ပျော်သွားတယ်ကဲနောက်တစ်ပိုင်းမှာကွန်မန်ဒိုဘာချိုဘယ်လိုဂျုံမွေလဲဆိုတာအသေးလေးတွေပေးပြီးစောင့်ကြည့်ကြမယ်နော်